ရန်ကျန်းဟာကိုမွေ9လရှိနေတဲ့အမျိုးသမီးတစ်ယောက်ပါဒါပေမဲ့သူမရဲ့အိမ်တော်ကြီးကအိမ်မက်မဟုတ်ဘဲအနိုင်ကျင့်မှုနဲ့ပြည့်နှက်နေတဲ့အမိုးကောင်မရှိတဲ့အခန်းတစ်ခန်းဖြစ်နေပါတယ်သူမရဲ့ခင်မွန်းမီဟွန်ဟာနေတိုင်းလိုသူမကိုရိုက်နှက်နှိပ်စက်ပြီးကိုဝန်ရှိနေတော့လေအလုတ်ထွက်မသွားရအောင်အတင်းကျပ်လုပ်ခိုင်းပါတယ်သူမရဲ့ကိုခန္ဓာတစ်လျှောက်အမာရွတ်တင်တိုင်းပြည့်နေပြီးလူတွေမသိအောင်ဖုံးကွယ်ဖို့အထူးအဝတ်စားတွေဝတ်ထားရပါတယ်တနေ့မှာတော့မီဟိုကထူးထူးဆန်းဆန်းလက်ဆောင်တစ်ခုပေးချပြီးရန်ချင်းကစတော်ဘယ်ရီစားကျင်တယ်လို့ပြောတဲ့အခါမီဟိုကပတ်စံနည်းနည်းပဲပေးလိုက်ပါတယ်စတော်ဆိုင်မှာစတော်ဘယ်ရီဈေးကြီးတာကြောင့်သူမကစတော်ဘယ်ရီအရသာရှိတဲ့ ice cream တစ်ခွက်ပဲဝယ်လာရပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်ချိန်မှာမီဟိုကသူမဘန်းနဲ့ကတ်ထားတာကိုတွေ့ပြီးထပ်မံရဲရဲဆက်ဆက်ရိုက်နှက်ပြန်ပါတယ်ဒီအကျန်းဖတ်မှုတွေကိုရန်ချင်းဟာလူ့ဝေကင်မရာနဲ့မှတ်တမ်းထားပါတယ်လုံခြုံရေးဝန်ထမ်းတောင်လာရောက်တတိပေးပေမဲ့ရန်ချင်းကကျမအသက်ရှိနေသေးပါတယ်လို့ပြောပြီးအရေးမယူဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲရန်ချင်းဟာဆက်ပြီးခံမနေတော့ဘူးလို့ဆုံးဖြတ်သွားပါတယ်သူမကကိုထီလက်ရောက်တန်ရပုံဒီကိုတငယ်ချင်းမီနာစီပို့ပြီးအထောက်ထမ်းဖြစ်အထုံးချနိုင်မလားမေးပါတယ်နောက်ပိုင်းမှာမီဟိုရဲ့သေဆုံးမှုအခြားမိသားစုတစုနဲ့ဆက်ဆက်နေတဲ့လွတ်ဝက်လက်သက်မှုမြေရောက်မှာဖုံးကွယ်ထားတဲ့အလောင်းဖုံးထဲကဗီဒီယိုနဲ့တပ်ပုံတွေကြောင့်အမှန်တရားတွေတစ်ချက်ချင်းပေါ်ထွက်လာပါတယ်နောက်ဆုံးမှာတော့ရန်ချင်းဟာနှစ်ပေါင်းများစွာခံနေရတဲ့အနိုင်ကျင့်မှုတွေကနေလွတ်မြောက်နိုင်ခဲ့ပြီးခင်မွန်းသေဆုံးမှုကမနစ်ရဲ့လွတ်မြောက်မှုဖြစ်လာပါတယ်အာမခံငွေ900မီလီယံကိုလည်းရရှိပြီးကိုဝန်ထဲကကလေးနဲ့အတူဘဝအသက်တစ်ခုကိုဆက်တင်နိုင်ခဲ့ပါတယ်ဒါဟာအနိုင်ကျင့်မှုကိုတိတ်တိတ်ခံနေရတဲ့လူတစ်ယောက်နောက်ဆုံးအမှန်တရားကိုရင်ဆိုင်ပြီးကိုဘဝကိုကယ်တင်နိုင်ခဲ့တဲ့ဇလန်တစ်ပုဒ်ဖြစ်ပါတယ်ဒီလိုမြန်မာဘာသာပြန် movie recap ဒီကိုအမဲကြီးကိုအတွက် like and subscribe လုပ်ထားပေးပါနော်